ကျွန်တော်ပြောပြီးနော်နံပါတ်1ရန်သူဖြစ်လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုနော်တတ်မှတ်ပြီးတော့ဒီလိုမျိုးအပြစ်ဒဏ်လူငင်းခွင့်တွေမှာသူ့ကိုလုံးဝမလွတ်ပေးတဲ့အပြင်ရာဇဝတ်သားရာဇဝတ်မှုတွေကျူးလွန်နေဆိုပြီးတော့တခါတည်းဟိုဗျာအမျိုးမျိုးပုံပုံဆွဆွဲနေတဲ့ခါကျတော့သူ့မှာမိသားစုရှိတယ်ဗျာသူ့သားရှိတယ်ဗျာနော်သူ့သားရှိတယ်နော်မစ္စတာကင်ရှိတယ်ဆိုတော့သူ့သားလေးဗျာတောက်လျှောက်ဗျာအမေလေးဗျာနော်မင်းအွန်လိုင်းရှိမှာဖက်စစ်စစ်အုပ်စုရှိမှာအမေမရှိဘူးလားမင်းတို့အမေကမွေးလာတာမဟုတ်ဘူးလားမိခင်ဝမ်းနဲ့ကမွေးလာတာမဟုတ်ဘူးလားနော်ဆိုတော့မင်းတို့ကဆွေမျိုးသားချင်းမရှိဘူးလားဘာဖြစ်အမေတယောက်ကိုသားတယောက်အနေနဲ့တွေ့ကျင်တယ်လေပြောကျင်တယ်လေဆိုတော့ဒီအချင်းတော်လက်ဆွဲမှာပဲဖြစ်ဖြစ်အချင်းတော်ဥပဒေမှာပဲဖြစ်ဖြစ်အချင်းသားတွေရဲ့ရတဲ့ရထိုက်တဲ့အခွင့်အရေးချစ်ပူတော်စစစ်ကြီးဘာမှမရဘူးဘယ်နေရာမှာထားရမှတော့မသိဘူးဗျာကြောက်တယ်လေဟုတ်ပြီနော်ကြောက်လို့ဒေါ်စန်းစုကြည်ကတည်သလားရှင်သလားချမ်းမကြီးကောင်းသလားမကောင်းဘူးလားသူတို့ပြောသမျှဖြစ်နေတာမိမဆိုတော့နိုင်ငံတကာကလည်းနှုတ်ဆက်နေတယ်နှုတ်ပိတ်နေတယ်ဗျာအဲ့ဒါကြီးကလည်းတကယ်ကြတော့တာဝန်မဲ့မှုတာဝန်ပြက်ကွက်မှုလို့ကျွန်တော်ဒီနေရာနေပြီးတော့အတင်းလင်းသတင်းစကားပါကျင်တယ်ဗျာဘာကြောင့်လဲဆိုတော့ဒါမတရားမှုကြီးဗျာနိုင်ငံတကာမှာလည်းကမ္ဘာမှာလည်းမတရားမှုတွေကတော်တော်ခေါင်းထောင်နေတယ်ဗျာအတိုင်းကျင့်တာတွေဗိုလ်ချတာတွေအောက်စုဖွဲ့ပြီးတော့နှိတ်ကွတာတွေနော်အင်အားသုံးပြီးတော့လက်နဲ့အားကိုနဲ့နော်ဟောတွေကနိုင်ငံတကာအလားဟိုတွေပေါ့အခင်းကျင်းတွေကိုဗျာဟောတဲ့ဒီကြပြောင်းမှုပြန်နေဖြစ်အောင်လုပ်နေတဲ့အထဲမှာလေ US လဲပါတယ်ဗျာကျွန်တော်တို့အလွန်အားကိုးတဲ့ US ကိုဘာကြောင့်လဲဆိုတော့ဒီမိုစီနဲ့လူခွင့်ရေးတရားမျှတမှုရေးဥဆောင်ဥရွယ်ဗျာဒါပေမဲ့အဲ့ဒါတွေတခုမှမဟုတ်တော့ဘူးဒီမိုစီလည်းမပြောနဲ့လူခွင့်လည်းမပြောတရားမျှတမှုတွေလားမပြောသူကျူးလွန်နေတာဟိုမတရားမှုတွေဖြစ်နေတယ်ဒါစကန်ကြအနေနဲ့ပြောတာနော်ရှင်းပြောရင်လူစုလိုက်ပြောလိုက်တပ်ဖြတ်မှုတွေမှာလည်းသူအားပေးကူညီတယ်ကျွန်တော်ဆိုင်ကိစ္စတွေမှာလည်းသူအားပေးကူညီတယ်အခုလည်းထုံနီးတူစွာပဲနော်ကျွန်တော်တို့ပြောတာအာနာရှင်ဗိမိတိအာနာရှင်မျိုးလို့ဆိုကျွန်တော်ဆန့်ကျင်တယ်သို့တော်များလေနော်အနိုင်ကျင့်ပို့ကြပြီးတော့အင်အားသုံးပြီးတော့လက်နဲ့အားကိုးနဲ့လုပ်နေတဲ့ကိစ္စတွေကတော့လက်ခံနေစရာဘာအကြောင်းမှမရှိဘူးအဲ့ဒီအတွက်ကြောင့်မလို့နိုင်ငံကစစ်ရာစုကောင်မင်းအွန်လိုင်းကိုဆန့်ကျင်တယ်လို့ပြောရင်အခုကဘာကြီးကိုပတ်မှွေနေတဲ့ထရန့်ကိုလည်းကျွန်တော်တို့ကဆန့်ကျင်တယ်လို့ပြောရမှာသူလုပ်နေတဲ့ကိစ္စကရှင်းပြောရင်ကျွန်တော်တို့နိုင်ငံတကာရဲ့လုံခြုံရေးနိုင်ငံတကာရဲ့တည်ငြိမ်ရေးနော်နိုင်ငံတကာရဲ့ငြိမ်းချမ်းရေးကိုတိုက်ရိုက်ထိခိုက်နေတာဗျအဲ့ဒါတွေကကျွန်တော်တို့ဟာကဘာသူကဘာသားနော်အရှင်းပြောရင်တအုပ်ချင်းစီမှာတောင်းရှိတယ်ဗျဒါစကန်ညအနေနဲ့ကျွန်တော်ပြောခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒီကြောင့်မလို့စင်ပြူမျက်နှာကိုစင်မဲ့ဘယ်ကြည့်ရဲမလဲဗျာနော်အဲ့ဒီအတွက်ကြောင့်အညိုတေးကြီးနဲ့ဒေါ်ဆန်းစုကြည်အပေါ်မှာသူတို့ကမြန်မာနိုင်ငံရေးတဲ့ကနေပြီးတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုအပီးဟုတ်ပြီနော်ပက်တပ်ဖို့ကိုဆက်ပြီးတော့စူးစမ်းနေတယ်လို့ကျွန်တော်ကတော့ရှုမြင်သုံးသပ်တယ်ဒါနံပါတ်1တစ်ချက်နောက်တစ်ခုကဘာလေးပြောနေလဲဆိုရင်ဒီနေရာမှာကျွန်တော်ကဒီငကိုတော့ပေါ့ဗျာနော်ငကိုတော့ဆိုတာကဒီ2008တို့2009တို့ပေါ့ဗျာနော်ကျွန်တော်အဲ့ဒါလေးအနှဲငယ်ပေါ့ဗျာအခုကအာဆီယံရဲ့အလက်ကျဥက္ကဋ္ဌပေါ့ဗျာနိုင်ငံသားရေးဝန်ကြီးပေါ့ဗျာနော်တာဝန်ပေးတဲ့ဒီကျွန်တော်တိုင်းပြည်နဲ့ပတ်သက်တဲ့အထူးကိုယ်စားလှယ်ပေါ့ဗျာဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကလည်းဒီဘယ်လိုပေါ့ဗျာ5 point consensus ပေါ့ဗျာနော်ဆိုတော့အာဆီယံသဘောတူညီချက်5ချက်ပေါ့ဗျာအဲ့ဒီအရာနိုင်ငံရေးချင်းသားတွေလှုပ်ပေးဖို့လေသူကတောက်လျှောက်တော့သူကပြောနေတယ်ဗျာသူစကားနားထောင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့တော့ဟန်ပြပေါ့အတူရောင်ပေါ့ဗျာစိတ်ကောင်းချိတ်ပြီးခွေးသားရောင်းတယ်ဆိုတဲ့ပုံစံမျိုးတွေလှုပ်လာတာကတော့အာဆီယံတောင်ရှိပုံကူတွေပေါ့ဗျာအာဆီယံခေါင်းဆောင်တွေနဲ့နောက်တစ်ခုနိုင်ငံတကာခေါင်းဆောင်တွေလည်းဒီအကွက်ကိုပေါ့ဗျာမြင်ဖို့တော့လိုတယ်ဗျာဒါဒီကောင်တွေရဲ့နော်လက်ကွက်တွေပေါ့နော်တစ်ချိန်တော့ကျွန်တော်ပြောမယ်ဗျာဒီစစ်အစိုးရပေါ့နော်2008ပေါ့နော်ကျွန်တော်တို့စက်တင်ဘာ23ရက်နေ့နော်အချင်းသားပေါင်းပေါ့ဗျာ9000နဲ့2ဦးသူတို့ပြန်လွတ်ပေးခဲ့တယ်ရှင်းပြောရင်အရေးအတွက်အပြည့်ကျွန်တော်ပြန်ပြီးတော့ဟိုတဲ့နှိုင်းရှင်ပြတာပေါ့နော်နှိုင်းရှင်ပြတော့2009ဖေဖော်ဝါရီလ21ရက်နေ့6000ကျော်လွတ်ပေးတယ်နော်ဒါပေမဲ့အဲ့လိုအချင်းသားတွေဒါလွတ်ပေးတယ်နိုင်ငံရေးအချင်းသားအနေငယ်ပဲပါတယ်နော်အခုကတော့90
ညတို့52ကကြီးတို့ပေါ့နော်အဲ့ဒါလည်းအပြင်ကိုသူတို့ပြောတဲ့စည်ရင်အတိုင်းပေါ့ဗျာနော်အပြင်ကိုအခုချိန်ထိကပြန်ပြီးတော့ထွက်မလာသေးဘူးကျွန်တော်ခုနပြောတယ်နောက်ဆုံး latest က1895ဦးပဲလွတ်လာသေးတယ်တစ်ဆက်ဆက်တည်းကျွန်တော်ပြောမယ်ဗျာအဲ့ဒီအချိန်အခါတော့ပေါ့နော်2007 2009တော့ဟာကုလသမဂ္ဂဆိုင်ရာမြန်မာတမန်ကြီးဦးတန်းဆွေဆိုတာကအခုနိုင်ငံခြားရေးဝန်ကြီးအချမ်းဖက်စစ်ကော်မရှင်အချမ်းဖက်စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးအဲ့ဒီပုဂ္ဂိုလ်ဟာတဏ္ဍမာရေးအလောကမှာတော့သူ့ကိုမသိတဲ့လူဟာမရှိသလောက်ပဲတဏ္ဍမာရေးကကျွမ်းကျင်တယ်ပေါ့ဗျာဒါကြောင့်လေအချမ်းဖက်ဒီစက္ကမှာသူ့နိုင်ငံခြားရေးဝန်ကြီးပေးပြီးတော့ဒေတာရင်းနဲ့နိုင်ငံတကာမှာရှိနေတဲ့တဏ္ဍမာရေးအခင်းချင်းတွေတဏ္ဍမာလောကကိုဝင်ပြီးတော့သူ့ကိုဟုတ်ပြီနော်ရှင်းပြောရင်တာဝန်ပေးတာသူကလည်းဒီလင်လောက်တဲ့နေရာမှာနော်တဏ္ဍမာရေးရနဲ့ပတ်သက်တဲ့ဥပဒေတွေကျွမ်းကျင်နေတဲ့အခါကျတော့သူထောက်ချောက်လုပ်နေရပဲလေဆိုတော့ဒီနေရာမှာကျွန်တော်တို့ကနှိုင်းရှင်ပြီးပြောတာတော့မဟုတ်ဘူးဗျNUGရဲ့နိုင်ငံခြားရေးဝန်ကြီးဇင်မာအောင်အခုချိန်ထိကစားကွက်တွေနဲ့ပတ်သက်လို့ပေါ့ဗျာဒီအရင်းမြစ်နဲ့ဆိုရင်ဒီရလပဲထွက်မယ်ဆိုတော့အဲ့ဒီချိန်အဲ့ဒီခါတော့ကသူကတခါတည်းကိုဗျာရှင်းပြောရင်လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါသူပြောတာဒါပေမဲ့တာဝန်ကြီးတယ်နော်ဒီ resource ဒီအရင်းမြစ်နဲ့ဒီရလပေါ့ဗျာဟုတ်ပြီနော်ဒါပဲရမယ်ဆိုတဲ့စကားပြောတာနော်ဆိုတော့အဲ့ဒါတာဝန်မဲ့တဲ့စကားဗျာဒါလေးလည်းကျွန်တော်ဒါစကားညက်အနေနဲ့ပြောတာနော်ဆိုတော့တကယ်ကြတော့ဘလုံးစကားနဲ့ပြောခြေပေါ်အောင်ခြေစွမ်းပြနိုင်သလားဆိုတော့အခုချိန်ထိနိုင်ငံတကာရဲ့အတိမတ်ပြုမှုနိုင်ငံတကာရဲ့ထောက်ခံမှုဟိုဘက်ကလုံနေပြီနော်ဟိုဘက်ကနိုင်ချင်းကိစ္စတွေနဲ့ရှိုးနေပြီနော်ဟုတ်တော်ရှိမဟုတ်တော်ရှိတရားစီဖြစ်စေမတရားစီဖြစ်စေဒါပေမဲ့ကို့အစိုးရဗျာနော်ကျွန်တော်တို့ပြောနေတာကချစ်လုံးလို့ပြောနေတာဗျာတန်ရုံးစင်နဲ့ကျွန်တော်တို့ကပြောတာကျွန်တော်တို့ကချစ်ချင်းပုံချင်းမပါဘူးနော်တန်ရုံးစင်နဲ့ကျွန်တော်တို့ပြောနေတာနော်နောက်တစ်ခုကထိခိုက်နစ်နာစေလို့တဲ့ရေချက်လုံးဝမပါဘူးအခုအချိန်ကတိတ်အရေးကြီးနေတယ်တည်ရင်ရှင်ရင်အရေးကြီးနေတဲ့အချိန်တော့ပုံမှန်သူကကစားနေပြီဗျသူ့မှာကစားခွက်တွေအများကြီးပဲသူပေးရခြင်းနဲ့သူသွားနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ပေးရချက်ကဘာလဲကျွန်တော်တို့ရဲ့မဟာဗျူဟာဘာလဲဟုတ်ပြီနော်စစ်နိုင်တက်ရေးလားစစ်နိုင်တက်ရေးကိုဥတီနေတာလားဒါမှမဟုတ်ရင်အခုလွတ်တော်က16ရက်နေ့16ရက်နေ့မတိုင်ခင်မှာ2ရက်နေ့မှာကြီးညာပြီကဲကောင်းပြီအဲ့ဒီလွတ်တော်မတိုင်ခင်မှာလွတ်တော်အထိမ့်မှတ်အနေနဲ့ကျွန်တော်တို့ရင်းရင်းနဲ့ပတ်သက်လို့အပြစ်ကရစဲနဲ့ပတ်သက်လို့ဟုတ်ပြီနော်အဲ့ဒါတွေနဲ့ပတ်သက်လို့ဖိတ်ခေါ်လာနေစရာအကြောင်းရှိတယ်